အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆမ်မကပေါ့နော်ဆမ်မရဲ့တနေ့တာလေးကိုရိုက်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့လိုက်ကြည့်ပေးကြပါအောင်နော်ဆမ်မမနက်မိုးလင်းတာနဲ့ဆမ်မပေါ့နော်နိုင်ကိုကြည့်လိုက်ပါရှင်ဆိုတော့8 နာရီခွဲပေါ့နော်ဆိုတော့ကဆမ်မတို့မိုးလင်းပြီဆိုတော့အခန်းစီလိုက်ကလေးကိုဖွင့်ပါမယ်ဆိုတော့အခန်းကြီးလိုက်ကလေးကိုဖွင့်ပြီးတော့ပြင်မကိုဆမ်မတစ်ချက်ကြည့်လိုက်တဲ့ပေါ့နော်မိုးလေးတွေဖွဲဖွဲကျနေတာတွေ့ရောဆမ်မအပြင်ကိုထွက်ကြည့်ပါမယ်ရှင်ဆိုတော့ဆမ်မထင်တဲ့အတိုင်းပဲပေါ့နော်ဆမ်မတို့မြို့မှာမိုးတွေရွာနေပါတယ်ရှင်ဒါပေမဲ့ဖွဲဖွဲလေးပဲရွာသေးရဲ့ပေါ့နော်ဒါနဲ့ဆမ်မလည်းဒီရေချိုးမျက်နှာတစ်ဖို့အတွက်လောက်လိုက်ပါတယ်ဆိုတော့ဆမ်မမျက်နှာတစ်လိုက်တယ်ပေါ့နော်မျက်နှာလည်းတစ်ပြီးတော့ဆမ်မရေချိုးဖို့ပြင်လိုက်ပါရှင်ဆော့ကာရေချိုးဖို့အတွက်ပြင်လိုက်ပါတယ်။မိုးအေးလေးနဲ့ကြီးအေးလေးနဲ့ချိုးရတယ်ပေါ့နော်ဆမ်မကတော့။ကဲဆမ်မရေလဲချိုးပြီးသွားပြီဆိုတော့ကဲဆမ်မရေလဲချိုးပြီးသွားပြီဆိုတော့ကဆမ်မဒီအင်ကြီးကိုစားလဲဖို့အတွက်အခန်းထဲကိုဝင်ခဲ့ရပေါ့နော်။ဆိုမိုးရွာနေရဆိုတော့နွေးနွေးလေးဝတ်သွားပါမယ်။ဆိုတော့ဆမ်မရီဒီလိုမျိုးနွေးနွေးလေးဝတ်သွားလိုက်ပါတယ်ဆမ်မဒီနေ့အိမ်မှာဟင်းမချောက်ပေါ့နော်ဆမ်မအပြစ်မှာပဲတော့ဝယ်စရာရှိရလေးတော့ဝယ်ရမှာဖြစ်ကြမလို့ဆမ်မစပင်လေးကိုတွားပြီးတော့စီးလိုက်ပါရှင်ဆမ်မစပင်လေးစီးပြီးသွားရဆိုတော့ဆမ်မရီဒီပေါ့နော်ပတ်စံအိတ်ကလေးတွားယူပါမယ်ဆိုမိုးကလည်းရွာနေရဆိုတော့ထီလေးယူမယ်ပေါ့နော်ဆမ်မတို့တွေထီလေးလေးယူပြီးသွားဆိုတော့အပြင်ကိုမုတ်တော့ဝယ်ကြပါမယ်ရှင်မုတ်တော့ဝယ်မှာတော့ဟုတ်တယ်ပေါ့နော်ဒီလိုကိတ်ကလေးပါလေးမိုးရတီမှာခေါက်ဆွဲပြုတ်ပူလေးစားဖို့အတွက်ဆမ်မဆမ်မရဲ့အိမ်နဲ့တက်ပြီးတော့အရန်နီးတယ်ပေါ့နော်နည်းနည်းနီးတယ်ယူမမှာပဲတော့ဝယ်မှာဖြစ်ပါတယ်ဆိုတော့ဆမ်မတို့တွေပေါ့နော်ချီချင်းမဲ့တော့လိုက်တော့မယ်ပေါ့နော်ဆိုတော့ဆမ်မတွေတော့ပါမယ်ဆိုတော့ပါမယ်မိုးရွာတော့မိုးအေးလေးနဲ့ပေါ့နော်ဆိုတော့ဆမ်မစိတ်ကူးတစ်ခုရသွားတယ်ပေါ့နော်ဆမ်မပေါ့နော်ဒီမုံမူဝဲတော့ပဲနဲ့ဟိုနာကစက်သားဆိုင်မှာပဲဆမ်မစက်သားတော့စားပါမယ်ဆိုတော့စက်သားကြော်လေးလေးစားချင်နေရဆိုတော့စက်သားကြော်လေးတော့စားမယ်ပေါ့နော်ဆိုတော့ဆမ်မနဲ့တူတူလိုက်ခဲ့ကြပါအောင်နော်ကဲစက်သားကြော်ဆိုင်တော့ရောက်ပြီပေါ့နော်စက်သားကြော်ဆိုင်နဲ့ဖြော်ရည်ဆိုင်နဲ့ကတွေ့ရပေါ့နော်ဆမ်မပေါ့နော်ထီးလက်ပိတ်ပြီးလိုက်ဆိုတော့စက်သားကြော်လေးမှာထားပါရရှင်ကဲဆမ်မတို့စက်သားကြော်လေးလည်းရပြီဆိုတော့စက်သားကြော်လေးစားကြမယ်ပေါ့နော်စက်သားကြော်ကအရင်စားလို့ကောင်းတယ်ပေါ့နော်အများကြီးပဲပါပါရဲ့ရှင်ဒါကြီးကိုဆမ်မတိတ်တော့မကုန်ပေါ့နော်ဒါပေမဲ့ဆမ်မကုန်အောင်စားခဲ့ပါရဲ့ရှင်စားပြီးတော့ဆမ်မပတ်စံရှိမယ်ပေါ့နော်အဲ့မှာဆမ်မပတ်စံရှိမှာလူကမတွေ့ဘူးဖြစ်နေပေါ့နော်ရှင်းခဲ့ပါရဲ့ရှင်ကဲဆမ်မပတ်စံလေးရှင်းပြီးတော့ဆိုတော့ထီးလေးထုတ်မယ်ပေါ့နော်ကဲဆိုတော့ဆမ်မရီထီးလေးထုတ်ပြီးသားဆိုတော့မြင်မြင်ပြီးမယ်ပေါ့နော်ဘာလို့လဲဆိုတော့မိုးကအရန်ရွာနေလို့ပါရှင်ဆိုတော့ဆမ်မရီပြီးမယ်ပေါ့နော်ချော်လဲမှာလည်းကြောက်ရသေးရပေါ့နော်ဘာလို့ပြေးရလဲဆိုတော့ဆမ်မကကားလမ်းဘက်မှာလမ်းသွားမိရဖြစ်ရကြောင်းလို့ပါရှင်ကားရီတိုက်သွားမှကြောက်လို့ပေါ့နော်ဆိုတော့ဆမ်မတို့တွေအိမ်ကိုရအောင်မြင်မြင်သွားပါရှင်ဆိုတော့ဆမ်မတို့အိမ်ရောက်ပြီပေါ့နော်ဆိုတော့ဆမ်မရီထီးလေးလေးထားပြီးတော့ဆိုတော့ဆမ်မပေါ့နော်အထဲကိုပြန်ဝင်ပြီးတော့ဆမ်မတငယ်ချင်းတွေနဲ့စကားပြောပါရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဒီနားမှာပဲအဆုံးသတ်လိုက်ကြရအောင်နော်ဗီဒီယိုအရင်ရှိနေမှာကြောက်